Evolution German Step ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Introduction to German ဂျာမန်ဘာသာစကားမိတ်ဆက်အနေနဲ့တည်တင်တည်ထိုက်တဲ့အခြေခံအချက်လက်လေးတွေထူးခြားချက်လေးတွေကိုခြုံငုံပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်သင်ခန်းစာလေးမစတင်ခင်မှာ German Step ဆိုတဲ့ကျွန်တော်တို့ရဲ့ဆောင်းပုဒ်လေးအတိုင်းပဲများစွာသောအခွင့်အလမ်းတွေကိုရရှိဖို့ဂျာမန်ဘာသာစကားသင်ယူတက်မြောက်ခြင်းဆိုတဲ့ခြေလှမ်းလေးနဲ့စတင်လိုက်ပါဂျာမန်ဘာသာစကားမိတ်ဆက်ကိုအပိုင်း6ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်အဲ့ဒါတွေကတော့နံပါတ်1မူရင်းဘာသာစကားမျိုးနွယ်နံပါတ်2ဝေါ်ဟာရနံပါတ်3တရားနံပါတ်4အတန်တွက်နဲ့စလုံးပေါင်းနံပါတ်5ဝါကြဖွဲ့စည်းပုံနဲ့စကားလုံးအစဉ်နံပါတ်6အနှစ်ချုပ်တို့ပဲဖြစ်ပါတယ်နံပါတ်1မူရင်းဘာသာစကားမျိုးနွယ်မူရင်းဘာသာစကားမျိုးနွယ်လို့ဆိုကြရမှာဂျာမန်ရောအင်္ဂလိပ်ရောဒီဘာသာစကားနှစ်ခုစလုံးက Indo-European language family ကနေဆင်းသက်လာတာဖြစ်တယ် Indo-European ဘာသာစကားမျိုးနွယ်စုကနေဆင်းသက်လာတာဖြစ်တယ်ဒါကြောင့်မလို့သူတို့နှစ်ခုစလုံးမှာလက်စီကဲအားဖြင့်လည်း60%ကျော်တူညီမှုရှိပါတယ်ဒီနေရာမှာဘာလို့ English နဲ့နှိုင်းယှဉ်ပြီးတော့ပြောတယ်သူတို့ကဆင်းသက်လာတဲ့မျိုးနွယ်စုလည်းတူတယ်လက်စီကဲအားဖြင့်လည်း60%ကျော်တူတာဖြစ်တဲ့အတွက်ဂျာမန်ဘာသာစကားကိုလေ့လာတဲ့သူတွေအတွက် English ဘာသာစကားကောင်းထားပြီးသားသူဆိုရင်ပို့ပြီးတော့အထောက်အကူပြုပါလိမ့်မယ်တကယ်လို့ကိုကအင်္ဂလိပ်စာဘာသာစကားအားနေတယ်ဆိုရင်လည်းဒီဘာသာစကားနှစ်ခုကိုရှင်တွဲပြီးတော့အတူလေ့လာဖို့အကြံပြုလိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေမှာအင်္ဂလိပ်စာအခြေခံကရှိပြီးသားပါရှိပြီးသားဖြစ်တဲ့အတွက်ဒီ vocabulary နဲ့ပတ်သက်တဲ့ဝေါ်ဟာရနဲ့ပတ်သက်တဲ့အခြေအနေတွေမှာဂျာမန်ကျက်ရင်အင်္ဂလိပ်လည်းရမှာဖြစ်တယ်လို့အင်္ဂလိပ်ကျက်ရင်ဂျာမန်လည်းရမယ့်အခြေအနေတွေရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့တွဲတက်ဖို့ဘာသာစကားနှစ်ခုလုံးကိုတွဲပြီးတော့သင်ယူတက်မြောက်ဖို့တွဲပြီးတော့လေ့လာဖို့အကြံပြုလိုပါတယ်ဒါပေမဲ့လည်း vocabulary အဖြစ်အထောက်အကူပြုတာဖြစ်ပေမဲ့တချို့တရားပိုင်းတွေမှာတော့လုံးဝကွဲထွက်နေတဲ့အခြေအနေတွေလည်းရှိပါတယ်ဒါကတော့စကားချက်ပါပြီးအဲ့ဆိုကျွန်တော် not ပိုင်းဆက်သွားရအောင်နံပါတ်1ဝေါ်ဟာရ vocabulary ကျွန်တော်တို့ vocabulary ဝေါ်ဟာရကိုအပိုင်း3ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်အဲ့ဒါတွေကတော့လက်စီကဲအားဖြင့်စလုံးပေါင်းအားဖြင့်လဲစင်တူတဲ့အဓိပ္ပာယ်ပါတူနေတဲ့စကားလုံးတွေဘာတွေရှိမလဲ English မှာဆိုရင် house ဆိုတာကျွန်တော်တို့သိပြီးသားပါအိမ်ပါဂျာမန်မှာလည်း house ဆိုပြီးအတန်ထွက်ပါတယ်အဓိပ္ပာယ်ကလည်းအတူတူပါပဲအိမ်ပါဟုတ်ပါတယ် English မှာ water ဂျာမန်မှာဆိုရင်ကျွန်တော်တို့ vessel လို့အဓိပ္ပာယ်ထွက်ပါတယ်အဓိပ္ပာယ်ကတော့နှစ်ခုစလုံးကတော့ရေပါပဲနောက်တစ်ခု English မှာ mother ဂျာမန်မှာ mutter စလုံးပေါင်းအားဖြင့်လက်စီကအားဖြင့်စင်တူတယ်အဓိပ္ပာယ်လည်းစင်တူပါတယ်အဓိပ္ပာယ်လည်းတူပါတယ် mother ဆိုတာအမေကိုပြောတာပါ hand ဆိုတာလက်ကိုပြောတာပါဂျာမန်မှာလည်း hand အတူတူပါပဲအဓိပ္ပာယ်အတူတူပါပဲ English မှာ come ဂျာမန်မှာ kommen ကျတော့အတန်တွဲအားဖြင့်လည်းစင်တူတယ်အဓိပ္ပာယ်လည်းတူပါတယ်လက်စီကဲအားဖြင့်လည်းစင်တူတယ်အဓိပ္ပာယ်လည်းတူပါတယ် land တင်ယူသည် linen တင်ယူသည်တူတူပါပဲကျတော့ဒီအပိုင်းမှာပထမပိုင်းမှာလက်စီကဲအားဖြင့်လည်းစင်တူပြီးတော့အဓိပ္ပာယ်ပါတူတဲ့စကားလုံးတွေအကြောင်းရှင်းပြပြီးသွားပြီနောက်တစ်ပိုင်းမှာစင်တူရိုးမှာစကားလုံးတွေမှားနိုင်ခြင်းရှိတဲ့စကားလုံးမျိုးပေါ့နော်သူကလက်စီကဲအားဖြင့်လည်းတူတယ်လို့ပြောတာဖြစ်တဲ့အတွက်လက်စီကဲတူတဲ့နဲ့အဓိပ္ပာယ်မတူတဲ့အခြေအနေတွေအကြောင်းဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင် gift ဒီ gift ဆိုတဲ့စလုံးတွေ့ဘူးပါတယ် English မှာ gift ဆိုတဲ့စလုံးက present ကိုပြောတာပါ present ဆိုတာလက်ဆောင်ပေါ့နော်လက်ဆောင်ဒါပေမဲ့ဂျာမန်မှာ gift ဆိုတဲ့စလုံးလည်းရှိတယ်ဒါပေမဲ့အဓိပ္ပာယ်ကကြတော့ poison ဆိုပြီးအဓိပ္ပာယ်တက်ရောက်သွားပါတယ်ဟုတ်ပြီနော်ဒါလေးကသတိပြုစရာလေးတွေပါနောက်တစ်ခုက chef အင်္ဂလိပ်မှာ chef လို့တွေ့ဘူးပါတယ်ကျွန်တော်တို့ဒါကုတ်ကာကိုပြောတာပါချက်ပြုတ်သူပေါ့နော်စပူမှုဆိုအခြေအနေကိုပြောတာဖြစ်ပေမဲ့ဂျာမန်မှာတော့အဲ့ဒီ chef က bot ဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်တထေးဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်နောက်တစ်ခုက
rat English မှာဒါ animal ကိုဆိုလိုတာပါကြွက်ဆိုတာမျိုးကိုဆိုလိုတာဖြစ်ပေမဲ့ဂျာမန်မှာကျတော့လက်စီကြီးအားဖြင့်လည်းတပုံစံနဲ့ပဲ rat နဲ့ပေါင်းမိမယ် rat သူကကြတော့အကြံဉာဏ်ပေးတယ် advice အကြံဉာဏ်ပေးတယ်ဒါမှမဟုတ်လည်း counsel ဆိုပြီးတော့အဓိပ္ပာယ်တက်ရောက်တာပဲဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုက bald ကကြတော့ကျွန်တော်တို့ English မှာဒါနှစ်ဖူးပြောင်းတယ်ဆိုတဲ့သဘောမျိုးကိုပြောတာပါဂျာမန်မှာတော့ bald က soon မကြမီဆိုတဲ့သဘောမျိုးကိုဆိုလိုတာပါဟုတ်ပြီနော်အဲဆိုရင်ဒါတွေကစင်တူရိုးမားတွေပါစင်တူရိုးမားဆိုတာကြတော့တန်တူမျိုးကွဲမျိုးပေါ့နော်အတန်တွဲအားဖြင့်တူတယ်တနည်းအားဖြင့်လက်စီကအားဖြင့်စင်တူပေမဲ့အဓိပ္ပာယ်ကွဲနေတဲ့အခြေအနေမျိုးတွေပြောတာပါအဲဆိုရင်ကျွန်တော်တို့နှစ်ပိုင်းပြီးသွားပြီလက်စီကအားဖြင့်စင်တူပြီးတော့အဓိပ္ပာယ်လည်းတူနေတာလက်စီကတူပေမဲ့အဓိပ္ပာယ်မတူတာနောက်တစ်ခုကကြတော့နောက်ထပ်ဘာခြားနာသေးလဲဆိုတော့စကားလုံးတိဆောက်ပုံလေဂျာမန်မှာကြတော့ကျွန်တော်တို့မွေးစားစကားလုံးတွေနည်းပါတယ်ဒါပေမဲ့အင်္ဂလိပ်စကားလုံး English မှာကြတော့မွေးစားစကားလုံးတွေများပါတယ်ဂျာမန်မှာဘာများလဲဆိုတော့ပေါင်းဆက်စကားလုံးတွေများပါတယ်ဥပမာကျွန်တော်မြန်မာနဲ့ပြောရမယ်ဆိုရင်ရေနဲ့အိုးနဲ့ပေါင်းလိုက်တယ်ရေအိုးအဲ့လိုသဘောမျိုးတွေပါဥပမာဆိုင်ကယ်စီအုတ်ထုတ်ဥပမာအစရှိသဖြင့်အဲ့လိုမျိုးတွေရှိပါတယ်ကျွန်တော်ဂျာမန်စကားနဲ့တော့မပြောတော့ပါဘူး beginner တွေဖြစ်တဲ့အတွက်confuse ဖြစ်သွားမှာဆိုလို့ပါရှုပ်ထွေးသွားမှာဆိုလို့ပါဟုတ်ပြီနော်အဲ့ဆိုကျွန်တော်တို့နှစ်ပိုင်းပြီးသွားပါပြီနောက်ထပ်တစ်ပိုင်းအောင်ဆက်သွားပါမယ်နောက်ထပ်တစ်ပိုင်းကတော့တဒါပါတဒါကိုကျွန်တော်တို့ပြောမယ်ဆိုရင်တဒါကတော့အခြေခံအနေနဲ့ပြောဖို့ရအရန်ကိုမှခက်ကောင်းခက်ပါလိမ့်မယ်တဒါပိုင်းကတော့အခြေခံအနေနဲ့ပြောဖို့ရအနည်းငယ်ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်ပါလိမ့်မယ်ဒီညမှာအပိုင်း၅ပိုင်းကိုပြောပြပေးသွားပါမယ်။ဒါမှမဟုတ်ပထမတစ်ချက်က gender ပါနော် gender လိင်ပေါ့နော်လိင်ခွဲခြားတယ်။ English မှာ no gender English မှာတော့ gender မရှိပါဘူးတဲ့။ဒါပေမဲ့ဂျာမန်မှာတော့ gender ၃မျိုးတောင်ရှိပါတယ်။ဟုတ်ပြီဂျာမန်လေးလာတဲ့သူတွေတော့ဘာလုပ်ရမလဲ must memorize genders ပြောချင်တာကအလွတ်ချက်ကိုကြက်ရပါမယ်။အလွတ်ချက်တဲ့အလွတ်မှတ်ကိုမှတ်ရပါမယ်။ဒါပေမဲ့အလွတ်မှတ်ဖို့အတွက် article တွေက nomen တွေကအများများလုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေ noun နာမ်တွေကအများများလုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့အလွယ်မနီးလေးတွေရှိပါတယ်အဲ့ဒါလေးရတယ်အထောက်အကူပြုပါတယ်ဒါကတော့ဒီနာမ်တွေရဲ့ gender နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ်နောက်တစ်ခုက case အနေနဲ့ကြတော့ဂျာမန်မှာက case အနေနဲ့ကြတော့ဂျာမန်မှာ English မှာမရှိသလောက်ပါပဲ almost none မရှိသလောက်ပါပဲဒါပေမဲ့ဂျာမန်မှာကြတော့ကျွန်တော်တို့အခြေအနေ၄မျိုးတောင်ရှိတာပါ nominative accusation dative genitive ဆိုပြီးတော့အပိုင်း၄ပိုင်းတောင်ရှိတာပါတဲ့အဲ့ဒီ article တွေကပြောင်းသေးပါတယ်တဲ့ဘယ်လိုမျိုးလဲဆိုတော့သူရဲ့ case alike မှာပြောင်းလဲမှုတွေရှိပါသေးတယ်တဲ့ဟုတ်ပြီနော်ဒါအကြမ်းမြင့်မို့လို့အရင်ကြီးတော့အများကြီးမပြောတော့ဘူးအကြမ်းမြင့်မို့လို့ဒီလောက်ပဲပြောမယ်နောက်တစ်ခုက verb placement ကရိယာအထားသူလို့ပြောတဲ့နေရာမှာနှစ်ခုစလုံးက Indo-European language family ကနေစဉ်းစားလာတာဖြစ်တဲ့အတွက် SVO တနည်းအားဖြင့် subject verb object ဒီ form နဲ့ပဲသွားတာဖြစ်ပြီးမဲ့ English မှာတော့အဲ့ဒီဟာမှန်တယ်ပေါ့နော် English မှာတော့ mostly SVO နဲ့ပဲတိဆောက်ပြီးမဲ့ German မှာတော့ verb second main တနည်းအားဖြင့်သူက we do rule လို့ခေါ်ပါတယ်တနည်းအားဖြင့်second place မှာရှိရပါမယ်เนาะ we do လို့အလွယ်မှတ်ပါမယ် verb ကို second place မှာအမြဲတမ်းထားရပါမယ်အကြတော့သူကဂျာမန်မှာတော့ဘယ်လိုမျိုးတွေရှိနိုင်သေးလဲဆိုတော့နောက်ထပ်အနေနဲ့သူကဒီ sentence structure အနေနဲ့ flexible ဖြစ်ပါတယ်သူက verb ကိုပဲ second နေရာမှာထားရမယ်အရှိဆုံးမှာသူတို့အသားပေးခြင်းတဲ့အရာတစ်ခုခုကိုထည့်လဲရပါတယ်ဟုတ်ပြီနော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် I walks ဒါ English မှာ every day သူရဲ့နေ့စဉ်နေ့တိုင်းဆိုတဲ့အချိန်ပြပုတ်ပါပြီမဲ့သူက
subject verb လာပါတယ်ဒါထုံးစံပါပဲဒါပေမဲ့ဂျာမန်မှာကျတော့ everyday ကို तू ကနေတိုင်းလုပ်တယ်လို့ပြောချင်တာအလေးပေးချင်တဲ့အရာတစ်ခုကိုရှေ့ဆုံးမှာထားလိုက်မယ်ဆိုရင် subject လာလို့မရပါဘူးအရှိဆုံးမှာ place တစ်ခုယူသွားပြီဖြစ်တဲ့အတွက်အဲ့ဒီ place တစ်ခုလာပြီးတော့ရတယ် second place မှာ verb လာကိုလာရပါတယ်အဲကြတော့ဥပမာအနေနဲ့ပြောမယ်ဆိုရင် everyday walks I ဆိုပြီးတော့ဖြစ်သွားပါတယ်တနည်းအားဖြင့် walks က verb ဖြစ်တဲ့အတွက် second place မှာ verb ကအမြဲတမ်းရှိရပါမယ်တနည်းအားဖြင့်ကျွန်တော်တို့ပြောခဲ့တဲ့ we do လို့ပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲဆိုရင်ကျွန်တော်တို့နောက်ထပ်ဆက်သွားရအောင် conjugation ကိုဆက်သွားမယ် conjugation ဆိုတာကြတော့ conjugate လုပ်တယ် English မှာတော့ဒါရှင်းပါတယ် third person မှာပဲ s ထည့်တယ်တနည်းအားဖြင့် singular မှာပဲကျွန်တော်တို့ s တွေ es တွေပေါင်းပြရတယ် verb ကို conjugate လုပ်တာကိုပြောတာပါ verb conjugate လုပ်တာကိုပြောတာပါဒါပေမဲ့ဂျာမန်မှာကြတော့တဲ့ verb တွေက conjugate လုပ်ပြရတယ် person လူပုဂ္ဂိုလ်အလိုက်လုပ်ပြရတယ်ပြီးရင် number အနည်းအများအလိုက်လုပ်ပြရပါတယ်တဲ့ဟုတ်ပြီနော် English မှာတော့ရှင်းပါတယ်အနည်းနဲ့အများပဲလုပ်ပြရတယ်ပေါ့နော်ယူပြအပြင် I တို့ you တို့ကတော့အများကြီးအနေနဲ့လုပ်တယ် was ကလွှဲရင်ပေါ့နော် I was ဆိုတာလွှဲရင်ဒါပြီးကြတော့အဓိကပြောချင်တာကဂျာမန်မှာ verb တွေကသူ့ရဲ့ person ပေါ်မူတည်ပြီးတော့လိုက်ပြီးတော့ conjugate လုပ်ပေးရပါမယ်တဲ့ဟုတ်ပြီနော်ပြီးတော့ more and is to learn ပြောချင်တာဒီ conjugate လုပ်ထားတဲ့ form မျိုးကျွန်တော်တို့ကချက်ကိုချက်ရမှာပါအတိချက်ပေးရမှာပါဟုတ်ပြီနော်ဒါကလေချက်ပေးရမယ်အပိုင်းတွေပါဟုတ်ပြီနောက်တစ်ခုက articles article အနေနဲ့ပြောကြမယ်ဆိုရင် English မှာတော့တဲ့ကျွန်တော်တို့က AANN THD ဆိုပြီးတော့ရှိတယ် AANN က indefinite အတွက်ဖြစ်ပြီးတော့ THD ကတော့ definite အတွက်ဖြစ်တယ်တဲ့ဂျာမန်မှာကြတော့ definite ကို indefinite ကိုရှိတယ်ပြီးတော့ gender သူ့ရဲ့ lane alike သူ့ရဲ့ case subject လား object လား possessive လားဒီပိုင်ဆိုင်မှုကိုပြတာလားအစရှိသဖြင့်ပေါ်မှာမူတည်ပြီးတော့သူကပြောင်းလဲမှုတွေရှိပါဦးမယ်တဲ့ကျတော့ German article တွေကနောက်မှာဆက်ပြီးတော့အသေးစိတ်လေ့လာသွားရပါမယ်ဟုတ်ပြီနော်အဲဆိုရင်ကျွန်တော်တို့နောက်တစ်ပိုင်းကိုဆက်သွားလိုက်ရအောင် pronunciation and spelling အတန်အတွက်နဲ့စလုံးပေါင်းဟုတ်ပြီအတန်အတွက်နဲ့စလုံးပေါင်းလို့ဆိုတဲ့နေရာမှာဒီဘာသာစကားနှစ်ခုစလုံးကစဉ်းသက်လာတဲ့ဘာသာစကားမျိုးနဲ့တူတယ်ကြတော့ဂျာမန်မှာလည်း alphabet က English လိုပဲ26လို့ဒါပေမဲ့တော့ဘာတွေဆက်ပုံနေသေးလဲဆိုတော့ကျွန်တော်ဒီမှာပြထားတယ်တော့နှစ်ခုစလုံးကတော့ Latin ဆိုတဲ့အတိုင်း26လုံးပို့အတူတူပဲဒါပေမဲ့ဂျာမန်မှာနောက်ထပ်၄လုံးထပ်ပို့ပါတယ် A ပေါ်မှာအဆက်၄တင်တာရယ် O ပေါ်မှာအဆက်၄20တင်တာရယ် U ပေါ်မှာအဆက်၄20တင်တာရယ်ပြီးရင်ကျွန်တော် B ပုံစံလေးပေါ့နော်ကျွန်တော်ဒီအပေါ်အဆက်လေးကိုကျွန်တော်တို့ကဥမလောက်လို့ခေါ်ပါတယ်ဥမလောက်လို့ခေါ်ပါတယ်ဥမလောက်ဥမလောက်လို့ခေါ်ပါတယ်ဥမလောက်ဟုတ်ပြီနော်ဥမလောက်ဆိုပြီးတော့ကျွန်တော်တို့ဒီအတန်တော့အနေနဲ့ခေါ်တယ်ဂျာမန်မှာတဲ့ကျွန်တော်တို့သူကအတန်တော့ဘယ်လိုမျိုးထွက်မလဲဆိုတော့ phonetic အနေနဲ့ပြောမယ်ဆိုရင်ဂျာမန်မှာကျွန်တော်တို့ပြောထားတယ်သူအတန်တော့အနေနဲ့ဘယ်လိုမျိုးထွက်လဲဆိုရင် mostly phonetic တနည်းအားဖြင့်အလွယ်ပြောမယ်ဆိုရင်ရေးထားတဲ့အတိုင်းပဲထွက်တယ် phonetic စံနေပေါ့နော်ကျွန်တော်တို့ UFM မှာတော့linguistic နဲ့ phonetic ကို major ဘာသာရက်တရက်အနေနဲ့သင်ရတယ်အကြတော့ phonetic sign တွေကိုUFM အကြောင်းသားတွေဆိုရင်တော့နားလည်လိမ့်မယ်ပေါ့နော်ဒီ phonetic sign အတိုင်းပဲတနည်းအားဖြင့်ရေးထားတဲ့အတိုင်းပဲထွက်တယ်ဒါပေမဲ့ English မှာကျတော့ irregular တဲ့ပုံမှန်မဟုတ်ဘူးတဲ့ many exception ရှင်းတဲ့တွေအများကြီးရှိပါတယ်ဥပမာကျွန်တော်တို့ cursor new cursor ဒီရဲတိုက်ပေါ့နော်ရဲတိုက်ဆိုရင် T တန် sign နဲ့ဖြစ်သွားတယ်အဲ့လိုပဲ island ကျွန်းဆိုရဲစလုံးမှာလည်း S က silent ဖြစ်သွားပါတယ်အစရှိသဖြင့်ဒီလိုမျိုးတွေ trend တွေရှိပါတယ်တဲ့ဟုတ်ပြီနောက်ထပ်ထူးခြားတဲ့အတန်အတွက်တွေနဲ့အနေနဲ့ဆိုရင်ဘာတွေရှိအောင်မလဲဆိုတော့ say ဒီအတန်အတွက်လေးက say လို့ပဲထွက်တာမဟုတ်ပါဘူးထတန်လေးပါပါတယ် say အဲ့လိုမျိုးလေးထွက်ပါတယ်နောက်တစ်ခုက English x က x လို့ထွက်ပြရပါတယ် x လုံးကြည့်တယ် x ဆိုအတန်အတွက်မျိုးပါနောက်တစ်ခုက
epsilon လို့ထွက်ပေးရပါတယ် epsilon y က epsilon လို့ထွက်ပေးရပါတယ်ဟုတ်ပြီနော် English မှာတော့ကျွန်တော်တို့သူက vowels တွေအများကြီးရှိမယ် half vowel တွေလည်းရှိမယ် silent letter သူကဆွမ်းနာပြောတယ် castle island လို့ဆိုတဲ့နေရာမှာကျွန်တော်တို့က silent တန်ဖြစ်သွားပါတယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ကနောက်တစ်ခုအတန်တွက်အနေနဲ့ဘယ်လိုမျိုးအခြေအနေတွေမှာအတန်တွက်တွေပြောင်းထွက်လဲပေါ့နော်ဘယ်နေရာမှာဖိပြီးတော့ဘယ်နေရာမှာဖော့ပြီးတန်တွက်ထွက်မလဲဆိုတော့ဂျာမန်မှာတော့ရေဘူးရဖြစ်ပထမဆုံးစလုံးပဲဖိပြီးတော့ထွက်ပါတယ်အင်္ဂလိပ်မှာတော့အဲ့လိုမျိုးမှန်းဆလို့မရဘူးတဲ့ကြတော့ consistency ရှိမရှိပေါ့မူတည်ပြီးတော့ဂျာမန်မှာကတော့ consistency ပို့ပြီးတော့ရှိပါတယ်အင်္ဂလိပ်အနေနဲ့ကတော့လဲပါတယ်မြင်တောင်ပြောမယ်ဆိုရင်အောက်မှာ example လေးတွေပေးထားတယ်ဂျာမန်မှာဆိုရင် LASAN ဒါ English လို့ပဲထွက်သွားမယ်နော် sorry LESEN ဆိုတော့သူကဂျာမန်မှာ E က A လို့ထွက်တာဖြစ်တဲ့အတွက် A တန်ဖြစ်တဲ့အတွက်လေးစံဒီမှာလဲ phonetic sign နဲ့ရေးပေးထားပါတယ်သူရဲ့အတန်အတွက်ကလေးစံဆိုပြီးအတန်အတွက်ထွက်ရပါတယ်လေးစံဟုတ်ပြီနော်လေးစံဆိုပြီးအတန်အတွက်ထွက်ရပါတယ်နောက်တစ်ခုကအင်္ဂလိပ်မှာကျတော့ read IED ကတော့နှစ်ခုရှိတာပါကျွန်တော်ပုံမှန် present verb ဆိုရင် read လို့ပဲထွက်တာဖြစ်ပြီးတော့ past tense နဲ့participle မှာဆိုရင်ကြတော့ကျွန်တော်တို့ read ဆိုပြီးတော့ဖြစ်သွားပါတယ်ပြောချင်တာကဂျာမန်ရဲ့အတန်အတွက်ကခံမှန်းရအရင်လွယ်ပါတယ်တနည်းအားဖြင့်ရေးထားတဲ့အတိုင်းပဲထွက်ရပါတယ်ချွင်းချက်တွေအရင်နေပါတယ်ဒါပေမဲ့ဂျာမန်မှာ English မှာတော့အဲ့လိုမဟုတ်ပါဘူးချွင်းချက်တွေအများကြီးပါ silent တန်တွေလည်းအများကြီးပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်နောက်တစ်ပိုင်းဆက်သွားရအောင်ဒီမှာအနည်းချုပ်ပြန်ပြောမယ်ဆိုရင်ရှေ့က SVO subject verb object ich lerne Deutsch ကျွန်တော်ဂျာမန်ဘာသာစကားသင်ယူတယ်ဟုတ်ပြီနော် English မှာဆိုရင်လည်း I learn German ကျွန်တော်ဂျာမန်ဘာသာစကားသင်ယူတယ်ဒါကတော့ရှင်းနေတာ main clause မှာ SVO ပုံမှန်ပဲဒါပေမဲ့ဂျာမန်မှာကအထူးပြုနေတဲ့အရာတစ်ခုခုနေရာပဲဖြစ်ဖြစ်အချိန်ပြပို့ပဲဖြစ်ဖြစ်အဲ့ဒီအရာတွေကိုရှေ့ရထုတ်လိုက်မယ်ဆိုရင် second place မှာ verb လာပေးရပါတယ် verb လာပြီးပြီဆိုမှ verb ရဲ့အနည်းဆုံးမှာ subject တနည်းအားဖြင့် nominative ရှိပေးရပါတယ်ဟုတ်ပြီနော်ဥပမာ Deutsch lerner ich လို့ပြန်သုံးလိုက်ရပါတယ်ဂျာမန်ဘာသာစကားကိုသင်ယူတာတနည်းအားဖြင့်သူသင်ယူတဲ့ဘာသာစကားဂျာမန်ဘာသာစကားကိုအသားပေးပြီးတော့ပြောချင်တာမျိုးဆိုရင်ဂျာမန်ဘာသာစကားကိုရှေ့ထုတ်လိုက်တဲ့အချိန်တွေမှာဒါအထူးပြုချင်တဲ့ဂျာမန်ဘာသာစကားလာမယ်ပြီးရင် verb လာမယ် verb နဲ့အနည်းဆုံးမှာ nominative တနည်းအားဖြင့် subject ပေါ့နော်ပြုလုပ်တဲ့သူပြန်ထည့်ပေးရပါမယ် Deutsch lerner ich အဲ့လိုမျိုးပြန်ပြီးတော့သုံးပေးရပါမယ်နောက်တစ်ခုက yes or no question တနည်းအားဖြင့် ja nein fragen လာမေးခွန်းပေါ့နော်လာမေးခွန်းဆိုတဲ့နေရာမှာ English မှာကျတော့ကျွန်တော်တို့တွေ့ပါတယ် auxiliary verb ခေါ်ပေးရပါတယ်တနည်းအားဖြင့်အကူကရိယာခေါ်ပေးရတယ် do does အစရှိသဖြင့်ခေါ်ပေးရတယ်ဒါပေမဲ့ဂျာမန်မှာကျတော့အကူကရိယာခေါ်စရာမလိုပါဘူးတဲ့သူ့ရဲ့ verb ကိုရှေ့မှာတစ်ခါတည်းပို့လိုက်အောင်ပါပဲတဲ့ဟုတ်ပြီနော်ဒါ English နဲ့မတူတဲ့အခြေအနေပါနောက်တစ်ခုက subordinate clause ဟုတ်ပြီ verb ကအမြဲတမ်း second place မှာရှိနေရမှာလားအဲ့လိုတော့လည်းမဟုတ်ဘူးဘယ်လိုအခြေအနေတွေမှာ verb ကနောက်ဆုံးကိုရောက်သွားတာမျိုးရှိနိုင်သေးလဲဆိုတော့ subordinate clause တနည်းအားဖြင့်အကူ clause တွေမှာလည်း verb ကအနောက်ဆုံးကိုရောက်သွားတဲ့အခြေအနေတွေရှိနိုင်ပါသေးတယ်တဲ့ဥပမာကျွန်တော်ဒီမှာ conjunction while တော့ကြောင့်ဆိုရယ် conjunction ကိုနောက်ဆုံးမှာထားလိုက်မယ်ဆိုရင် while is Deutsch lerner lerner ဆိုတဲ့ verb ကဝါကြရဲ့အနောက်ဆုံးကိုရောက်သွားတယ်ဝါကြရဲ့အနောက်ဆုံးသူ့နောက်မှာ full stop ပဲရှိတော့တယ်အဲ့လိုမျိုးအခြေအနေရှိပါတယ်ဒါပေမဲ့ English မှာတော့ subordinate clause ပဲဖြစ်လင့်ကစားသူရဲ့ conjunction because ဆိုရယ် conjunction လာပြီးရင်လည်းအဲ့နောက်မှာသူက subject လာတယ် verb ပြန်ထည့်ပေးရပါတယ်ပုံမှန်တိုင်းပဲ SVO ဆိုတဲ့ form နဲ့ပဲပြန်သွားပါတယ်ဟုတ်ပြီနော်ကြတော့ပြောချင်တာက flexibility သူရဲ့ flexible ဖြစ်တာကဂျာမန်ကကြတော့ flexible ပို့ပြီးတော့ဖြစ်တယ်ပြောချင်တာ
ရှေ့ဒီနောက်ဒီပြောင်းလို့အဆင်ပြေတယ်ဂျာမန်မှာကျတော့အင်္ဂလိပ်မှာကျတော့အဲ့လိုမျိုးမရှိပါဘူးသူရဲ့ပုံသေး form တိုင်းပဲတွားရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါစကလုံးဝါကြဖွဲ့စည်းပုံနဲ့စကလုံးအစဉ်ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်နောက်တစ်ပိုင်းဆက်သွားရအောင်အနှစ်ချုပ်ပေါ့နော်အနှစ်ချုပ်ကိုပြောမယ်ဆိုရင်ဂျာမန်ဘာသာစကားနဲ့အင်္ဂလိပ်ဘာသာစကားကလက်စီကယ်အပြင်60ရာခိုင်နှုန်းကျော်60ရာခိုင်နှုန်းစင်တူမယ်သူကမွေးစားစကားလုံးအနေနဲ့ဆိုရင်ဂျာမန်က fuel နည်းငယ်ပဲရှိမယ်အင်္ဂလိပ်က money အများကြီးရှိမယ် grammar ဟုတ်ပြီနော်ဒီနှစ်ခုမှမတူတာ grammar ပါ English က simple ဖြစ်တယ်ဒါပေမဲ့ပုံသေးတော့မဟုတ်ဘူးเนาะပုံမှန်တော့မဟုတ်ဘူးဒါပေမဲ့ German ကကျတော့ rich အရင်များတာပါ gender တွေ case တွေအရင်များတယ်အဲကြောင့်မို့ German တရားအရင်ပိုင်နိုင်ဖို့လိုတာပါ basic မှာ German တရားကိုပိုင်နိုင်ခဲ့မှာအပေါ် level တွေမှာပို့ပြီးတော့self study လုပ်တဲ့နေရာမှာလည်းပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုက vocabulary ဒီဝေါ်ဟာရတိဆောက်ပုံလေပေါ့နော်ဝေါ်ဟာရတိဆောက်ပုံကြတော့ကျွန်တော်တို့ရဝေါ်ဟာရကဂျာမန်ကကြတော့ပို့ပြီးတော့စကလုံးတွေကိုပေါင်းပလိုက်တာပေါ့ဥမာဆော့ဆော့ပြောတယ်ရေနဲ့အိုးရေအိုးဆိုပေါင်းလိုက်တယ်ဒါပေမဲ့အင်္ဂလိပ်မှာကြတော့အဲ့မျိုးစကလုံးပေါင်းတာတွေကနဲတယ်ပေါင်းတာတွေကနဲပြီးတော့သူကဘာများလဲဆိုတော့မွေးစားစကလုံးတွေပဲပုံများတယ်တဲ့ပြီး pronunciation ကအတန်ထွက်ကတော့ပြောစောစောလည်းပြောခဲ့တယ်သူကရေးထားတဲ့အတိုင်းပဲထွက်ရတယ်ဟုတ်ပြီနော် regular ဖြစ်တယ်ဒါပေမဲ့ English ကတော့ regular မဖြစ်ဘူး irregular တဲ့ပုံမှန်မဟုတ်ဘူးဥမာ castle တို့ island တို့အစရှိသဖြင့်ဒီလိုမျိုးနော်ပြီးရင် spelling slow mo ကတော့ logical ဖြစ်တယ်သူကမြင်အောင်ပြောမယ်ဆိုရင်သူက vowel နဲ့ consonant နဲ့ပေါင်းမှအတန်ထွက်မယ်ဆိုတဲ့အတိုင်းပဲအဲ့လိုမျိုး vowel နဲ့ consonant ပေါင်းပေးရတယ်ဒါပေမဲ့ English မှာကြတော့ချွင်းချက်တွေရှိတယ်ဥမာကျွန်တော်တို့ half vowel တရားဝက်ဆိုတဲ့အခြေအနေအလုပ်လုပ်တဲ့စကားလုံးတွေလည်းရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ many exception ရှိပါတယ်ဒါပေမဲ့ German ကတော့ logical အရင်ကမှနီလန်ကြတယ်ပေါ့နော်နောက်တစ်ခုက word order စကားလုံးအထားသူစကားလုံးထားသူကြောင့် verb က second များသောအားဖြင့် verb ကအမြဲတမ်း second place မှာရှိပါတယ်ဒါပေမဲ့စောစောပြောတဲ့ subordinate clause လိုမျိုးအကုန်ဝတ်ကြလိုမျိုးအခြေအနေတွေမှာတော့ verb ကနောက်ဆုံးရောက်သွားပါတယ်ဒါပေမဲ့ English ကတော့ SVO က fixed အမြဲတမ်း SVO ဖောင်ပါပဲသူကသူ subordinate clause ပဲဖြစ်ဖြစ်ဘယ်လိုမျိုးအခြေအနေမှာပဲဖြစ်ဖြစ် SVO ဖောင်ပဲဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကကျ article ကကျတော့ English မှာ D E A N N ပဲကြက်ရတာဖြစ်ပြီးတော့ German မှာတော့ article က dative ဆိုပြီးတော့ရှိတဲ့အပြင်မှာ case ပေါ်မှာမူတည်ပြီးတော့သူကပြောင်းလဲသွားတာတွေကရှိပါသေးတယ်အဲဒါကြောင့်မလို့ဒီအခြေခံပိုင်းမှာတော့ကျွန်တော်တို့ဒီ article ဘိုင်းနဲ့ case တွေက confuse အနေငယ်ရှုပ်ထွေးနိုင်တဲ့ခေါင်းစဉ်လေးတွေပဲဖြစ်ပါတယ် plurals စကားလုံးအများပြောင်းတဲ့အချိန်တွေမှာ English မှာတော့များသောအားဖြင့် s တွေပဲပေါင်းတက်ပြီးတော့ German မှာကျတော့ endings ပါပေါင်းပေးရတာပါ s ဒါမှမဟုတ် es တင်ပေါင်းရတာမဟုတ်ဘူးသူ့ရဲ့ ending သူ့ရဲ့ဝါကျနောက်ဆုံးမှာနောက်ကနေဆက်ပေးရတဲ့အခြေအနေတွေပါပြောင်းလဲမှုတွေရှိသွားတာပါအဲဒါဆိုရင်ကျွန်တော်ရဲ့ German ဘာသာစကားမိတ်ဆက်လေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့သင်ခန်းစာလေးကြောင့်အမြင်တစ်ခုခုတိုးသွားမယ်လို့မျှော်လင့်ပါတယ်အဲဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲ Tschüssikowski